မန်ယူကို3ဂိုးပေးလိုက်ရတဲ့အာဆင်နယ်ကိုတမိုင်းဝင်ဓာတ်ပုံနဲ့ထီထီမိမိလှောင်ပြောင်လိုက်တဲ့ဂျွန်တယ်ရီဘရန်ဒန်မန်ဝဲမီလာများစတန်ဖို့ဒိုင်ကနေအားလုံးကိုပြန်လည်ကြိုးလိုက်ပါရီဒီဟာဒီအစာပိုင်းတော့ကအာဆင်နယ်ပရိသတ်တွေလေတိုင်းနေကြတာမှတ်မိကြအောင်ပါပေါ့ငါတို့ခန်စစ်ကဥရောပမှာအကောင်းဆုံးဂါရီယန်နဲ့ဆာလီဘာတွဲလုံးကတမိုင်းမှာအကောင်းဆုံးချဲစီရဲ့15ဂိုးစံချိန်ကိုချိုးတော့ပါဆိုပြီးနေတိုင်းလိုကြွေးကြော်ခဲ့ကြတာပါပထမ10ပွဲမှာ3ဂိုးပဲပေးရတော့ကဆိုရင်သူတို့မော်ရီညိုရဲ့ချဲစီခန်စစ်တက်မိုးကြီးတွေဝင်စားထားတယ်လို့တော့မှထင်နေကြတာဒါပေမဲ့ဘောလုံးရာသီဆိုတာကမာရသွန်ခီးမှာမီတာ100အပြေးပြိုင်ပွဲမဟုတ်ပါဘူးမန်တက်နဲ့ပွဲပြီးမှတော့အာဆင်နယ်တို့ရဲ့ခန်စစ်စံချိန်တင်မဲ့အိမ်မက်ဟာဆက်ပြဘူပေါင်းလေးပေါက်သွားသလိုမျိုးဘီးကနေပြန်စီးသွားခဲ့ပါပြီပွဲစဉ်23ပဲရှိပါသေးတယ်ပေးကိုက18ဂိုးဖြစ်သွားပါပြီချဲစီရဲ့တရားဒီလုံး38ပွဲမှာ15ဂိုးဆွဲစံချိန်ကိုကျော်လွန်သွားပါပြီဒါကိုစောင့်နေတဲ့ချဲစီကနဝေဂျွန်တယ်ရီကအချိန်မဆိုင်ပဲသူ့ရဲ့ Instagram မှာချက်ချင်းနှိပ်ကွက်လိုက်ပါတော့တယ်ဂျွန်တယ်ရီကကွင်းထဲမှာတော့တိုက်စစ်မှုတွေကိုဖျက်ထုတ်တာကျန်းတယ်လို့ကွင်းပြင်မှာ social media ပေါ်မှာလည်းထရိုးတာအတော်ကျန်းပါတယ်မန်က3ဂိုးမြောက်သွင်းလိုက်ပြီးပွဲသိမ်းကမှောက်လိုက်တာနဲ့တယ်ရီကသူ့ရဲ့ drag ထဲမှာတင်ထားတဲ့ပုံကိုတင်လိုက်တာပါပုံထဲမှာဘယ်သူတွေပါလဲပီတာချက်ဖာရီယာဂါဘက်ဟိုဂါလက်စ်နဲ့ဂျွန်တယ်ရီဒါ2004-2005ရာသီကတဲ့အိုင်ယိုဝါတမ်မီတိုင်းကြီးမှာတယ်ရီကဘာစာမအများကြီးရေးမနေပါဘူးပုံလေးတင်ပြီးနောက်တစ်နေ့ထပ်ပြီးတီမြဲသွားပြန်ပြီးဆိုတဲ့ပုံစံမျိုးနဲ့ဂုဏ်ယူလိုက်တာပါဒါကအာဆင်နယ်ပရိသတ်တွေကိုဘလောက်အထိနာစေလဲဆိုတော့ဆောင်းဝဲကြားလို့ငိုနေတဲ့ចောင်းသားရှိမှာငါကတော့ဂုဏ်လူထက်တဲ့ဟေ့ဆိုပြီးလာအော်နေတယ်လို့ဖြစ်ခဲ့ရပါတယ်အာဆင်နယ်ပရိသတ်တွေနားလည်ထားရမှာက2004-2005ချဲစီစံချိန်ဆိုတာတန်ပန်စံချိန်မဟုတ်ပါဘူး38ပွဲကစားပြီး15ဂိုးပဲပေးရတယ်ဆိုတာဘောလုံးလောကရဲ့အံ့ပွဲပါပြင်းပြတပွဲကို3.399ပဲပေးရတာပါ3ပွဲကံမှာတကိုးပေးရတဲ့နှုံးမှာအာဆင်နယ်ကပွဲစဉ်23မှာ18ဂိုးပေးလိုက်ရပြီးနောက်ထပ်15ပွဲကံဖို့ကျန်နေပါသေးတယ်ဒီနှုံးတိုင်းသာသွားရင်ရာသီကုန်မှာပေးကို30လောက်ဖြစ်သွားနိုင်ပါတယ်15ဂိုးစံချိန်နဲ့ရှင်ကျင်တာကစပိန်စီးပြီးလေရင်ပြန်ကိုလိုက်ကြော်ခြင်းတလို့မဖြစ်နိုင်တဲ့ကိစ္စပါအာဆင်နယ်ပရိသတ်တွေကသူတို့ရဲ့ဆာလီဘာနဲ့ဂါရီရဲ့အတွဲကိုတယ်ရီကာဘယ်ဟိုနဲ့နှိုင်းယှဉ်ကြတာကရည်စရာအကောင်းဆုံးပါပဲတယ်ရီနဲ့ကာဘယ်ဟိုဆိုတာကတိုက်စစ်မှုတွေတွေ့ရင်ငိုခြင်းနဲ့အတွဲပါသူတို့ကိုကြော်ဖို့ဆိုတာကမိုးပေါ်ပြန်မှပဲရမယ်ဆာလီဘာနဲ့ဂါရီရဲ့ကြတော့ဘာဖြစ်လဲမန်ယူနယ်ပွဲမှာဒိုဂိုအမ်မိုမိုကွန်ညာတို့လှည့်စားတာခံလိုက်ရပြီးခေါင်းမပေါ်နိုင်ဖြစ်သွားတာလေဒါကဘာနဲ့တူလဲဆိုတော့ပလက်စတစ်ဓာတ်ကိုကင်ပြီးဒါတမ်မနီဓာတ်လို့ကြွားနေတယ်လို့ပါပဲအေးစစ်စစ်နေတော့ကတမ်မနီလိုပါပဲဒါပေမဲ့တကယ်တိုက်ပွဲလေးတွေ့ရောပလက်စတစ်ဓာတ်ကကျိုးသွားရောတယ်ရီတို့ကစိန်မအာဆင်နယ်ခန်စစ်ကမှန်ပါကျင်းရင်တော့တူတူနဲ့တူနဲ့ထူးကြည့်လိုက်မှကွဲထွက်သွားတာပါဥပမာပြရရင်ချဲစီက Rolex အစ်စ်ပါရေထဲထစ်တဲ့မီးထဲရွှှွအချိန်မှန်နေအာဆင်နယ်ကညာစေးတန်းက Rolex အတူပါအပေါ်ရန်ကျင်းရင်တော့တူတယ်ဒါပေမဲ့မိုးနေနေရွာတာနဲ့နိုင်ကရက်သွားရောဂျွန်နယ်ရီကအခုသူ့ရဲ့ Rolex အစ်စ်ကိုပြပြီးမင်းတို့ဟာကအတူပါကွာလို့လှောင်လိုက်တာပါဒီနေရာမှာမန်ယူနိုက်တက်ကိုလည်းဂျေဆုတင်ရပါမယ်မန်ယူက3ဂိုးသွင်းလိုက်လို့သာအာဆင်နယ်ရဲ့15ဂိုးအိမ်မက်ပြည့်စည်သွားတာပါတကယ်လို့မန်ယူကသာဂိုးမသွင်းနိုင်ခဲ့ရင်အာဆင်နယ်ပရိသတ်တွေကငါတို့စံချိန်ချိုးရမယ်ဆိုပြီးဆက်ပြီးတော့လေးတိုက်နေကြအောင်ပါအခုတော့မန်ယူကအာဆင်နယ်ကိုမှန်တစ်ချက်ထောင်ပြလိုက်တယ်လို့ပါပဲကြည့်လိုက်မင်းတို့ရုပ်ကိုပြန်ကြည့်လိုက်မင်းတို့ကချဲစီမဟုတ်ဘူးလို့ပြောလိုက်ကြပါအာဆင်နယ်ပရိသတ်ရဲ့အကြီးပါဆုံးအမှားကကျမ်မဦးကင်ကလေးကကြော်စားဖို့ပြင်နေတာပါပဲပွဲစဉ်30လောက်မှရင်စံချိန်ချိုးပြီလို့ပြောနေကြရင်အခုပွဲစဉ်23မှာရင်စံချိန်ကကျိုးသွားပါပြီချဲစီပရိသတ်တွေဂျွန်တယ်ရီတို့ကတရားဒီလုံးနှုတ်ဆက်နေခဲ့တာပါအခုမှထပြီးဝုန်းလိုက်တာပါဒါကဘာနဲ့တူလဲဆိုတော့မာရသွန်ပြိုင်ပွဲမှာ10မိုင်လောက်ပဲရောက်သေးတယ်ငါပန်းဝင်တော့မယ်လို့အော်နေတဲ့လူလိုပါပဲဘေးကကြည့်ရတဲ့သူတွေကရည်နေတော့မှာပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ